အားလုံးပဲမင်္ဂလာပါရှင် EK Audio မှာကြိုဆိုပါရစေ။ဆရာချမ်းမြေဝင်ဘာသာပြန်ဆိုထားသောဂယုမဆိုင်ခြင်းနုပညာစာကိုဖတ်ပြပေးမှာဖြစ်ပါတယ်။အခန်းကအမြဲရွေးနေရခြင်းစဉ်းစားကြည့်ခမားကိုသာတယောက်ယောက်ကနှစ်ထင်ကိုတနက်နဲ့တေးပြီး9နာရီအတွင်း26.2မိုင်ပြေးရမယ်။မပြေးရင်ခမားနဲ့ခမားမိသားစုကိုတက်ပစ်မယ်လို့ချိန်ချောက်လာတဲ့ဆိုပါစို့။အပြစ်ဆိုးလိုက်တာလို့မထင်ဘူးလား။နောက်တစ်ခါကျတော့ဒီလိုပြောင်းပြီးစဉ်းစားကြည့်မယ်။အပြေးဖက်နဲ့အသစ်ကလေးနဲ့အားကစားပေါင်းပြီးအသစ်နဲ့လာပေါင်းများစွာလေ့ကျင့်ထားတယ်။ဘဝမှာပထမဆုံးသောမာရသွန်ပြေးပွဲကိုဝင်ပြိုင်ပန်းအဝင်မှာမိသားစုနဲ့တငယ်ချင်းတွေပြုံးပျော်ကြိုးစုံနေကြ။ဘဝမှာဂုဏ်ယူစရာအကောင်းဆုံးအချိန်တစ်ခုလို့မထင်ဘူးလား။ဒီစိတ်ကူးနှစ်ခုကိုရှင်းကြည့်ပါ။26.2မိုင်ကတော့တူတူပဲ။ပြေးတဲ့သူလည်းတူတူပဲ။မောတာလည်းတိတ်မကွာဘူး။ခြေထောက်ကလည်းဒီခြေထောက်နှစ်ချောင်းပဲ။ကိုယ်တိုင်စိတ်ပါလက်ပါရွေးပြီးစုပ်ဖြတ်တဲ့အရာကြတော့ဂုဏ်ယူပီတိဖြစ်စေရမလုပ်ချင်မဲ့အတင်းခိုင်းလို့လုပ်ရတဲ့အခါကျတော့အဖြစ်ဆိုးကြီးတစ်ခုဖြစ်လာတယ်။ခွန်အားရှိစရာပြဿနာနဲ့နာကျင်ကြောက်လန့်စရာပြဿနာချားမှာကွာခြားမှုကတော့ကိုယ်ခံယူချက်ကိုယ့်ရဲ့တာဝန်ယူစိတ်ပဲအခြေအနေတစ်ခုကြောင့်စိတ်ချောင်းကိုချေဖြစ်နေတယ်ဆိုရင်များသောအားဖြင့်တကယ့်အကြောင်းရင်းကဒီအခြေအနေကတော့ငါလက်ထဲကထွက်သွားပြီလို့ခံယူထားလို့ဖြစ်တယ်။ကိုယ်ကလေးပဲလက်ထဲကိုရောက်လာတဲ့ပြဿနာပေါ့ကိုတာဝန်မယူနိုင်တဲ့ပြဿနာအဖြစ်မြင်လို့လည်းဖြစ်တယ်ဒီပြဿနာဒီဒုက္ခကိုစိတ်တိုင်းကြရွေးထားတယ်လို့ခံယူထားတဲ့အချိန်တွေဆိုရင်ခွန်အားတွေပိုရှိလာတယ်မဟုတ်လားမာရသွန်ပြေးတယ်လို့ပဲလေအတင်းအတက်မှအလုတ်ခိုင်းတယ်လို့ခံစားလာရပြီဆိုရင်လူဆိုတာစိတ်ဆင်းရဲလာတာပဲရွေးချယ်မှုဝီလီယံဂျိမ်းမှာပြဿနာတွေရှိတယ်တကယ်ဆိုတဲ့ပြဿနာတွေချမ်းသာကြွယ်ဝတဲ့မိသားစုကမွေးလာပေမဲ့ကျမ်းမာရေးပြဿနာတွေက16000မျက်စိကလည်းတိတ်မကောင်းချင်ဘူးအစာရင်ယောဂကလည်းရှိအစားမတာနဲ့ပြန်တယ်နားကလည်းနည်းနည်းလေးတယ်တခါတလေကြောရုပ်အောင်ပြီဆိုလူဆိုတာထိုင်လို့တော့မရဘူးကျမ်းမာရေးပြဿနာတွေကြောင့်ဂျိမ်းစ်တယောက်အိမ်ထဲမှာပဲအနေများတယ်အပေါင်းအသင်းကလည်းနည်းနည်းလေးရဲ့ကျောင်းမှာလည်းစာသိမ့်မတော်ဘူးလေဒါနဲ့အိမ်ထဲမှာနေပကြီးဆွဲနေတာကများတယ်ပကြီးဆွဲရတာတော့အကြိုက်သားသူ့ကိုယ်သူတော်တယ်ဆိုလို့ပကြီးဆွဲတာပဲရှိတယ်ဆိုပြီးထင်တာဒါပေမဲ့တခြားသူတွေကတော့သူ့ကိုပကြီးဆွဲတော်တယ်လို့မထင်ကြဘူးအသက်သာကြီးလာတယ်ဘသူမှသူ့ပကြီးကားတွေကိုမဝယ်ကြဘူးနှစ်ကြာလာတော့သူ့အဖေစီးပွားရေးသမားတထေးကြီးပေါ့အပြစ်တင်တာတွေခံလာရတယ်ပြင်းတယ်ဘယ်နေရာမှမတော်တဲ့ကောင်ပေါ့သူ့ညီဟန်နရီဂျိမ်းစ်ကတော့ကမ္ဘာကျော်စာရေးဆရာတယောက်ဖြစ်သွားတယ်သူ့ညီမအဲလစ်ဂျိမ်းကလည်းစာရေးဆရာမအဖြစ်အောင်မြင်သွားတယ်ဝီလီယံတယောက်သာမိသားစုတွေတကောင်နဲ့တော့သူ့မင်းနောက်ဆုံးအခွင့်အရေးအနေနဲ့ဂျိမ်းစ်ရဲ့အဖေကဂျိမ်းစ်ကိုစေးကြောင်းမှာထားဖို့စီစဉ်တယ်မိတ်ဆွေအဆက်အသွယ်တွေရဲ့အကူအညီနဲ့ဟားဗတ်စေးကြောင်းကိုရအောင်ပို့တယ်နောက်ဆုံးအခွင့်အရေးပဲဆိုပြီးတော့လေတတိပေးတယ်ဒါမအောင်မြင်တော့ကိုဘွားနဲ့ကိုပဲရာဇသံပြီးတော့တာပေါ့ဟားဗတ်မှာလည်းတစ်စက်မှမပြောဘူးရဲ့စေးပညာကိုစိတ်ဝင်စားကြည့်လို့ကိုမရတာကိုသူအတုအယောင်ဆောင်လို့ပဲခံစားနေရတယ်ကိုဒုက္ခတွေတောင်ကိုမရှင်းနိုင်တာသူများအသက်ကိုဘလို့ကဲတင်မလဲပေါ့လေဒိုင်ယာရီထဲမှာရေးတယ်သူဆရာဝန်လို့ခံစားရဘူးလူနာတယောက်လို့ပဲခံစားရတယ်တဲ့နှစ်အနှဲငယ်ကြာသွားတယ်အဖေတားတဲ့ဂျားကနေဂျိမ်းစ်တယောက်ကျောင်းကနေထွက်လိုက်တယ်အိမ်ပြန်ရင်အဆူအငေါက်ခံရမယ်တန်ကိုမခံနိုင်လို့ဖြစ်မယ်ကျောင်းကထွက်ပြီးတာနဲ့ချက်ချင်းပဲအမေဆုံးအမြဲစိမ့်တော့ကိုလေးလာရေးခရီးထွက်မဲ့အပတ်လိုက်ဖို့စိတ်ရင်းပေးလိုက်ပါလေရောဒါ1860တုန်းကတိုက်ကြီးတိုင်းနဲ့တိုက်ခရီးသွားရတာအင်မတန်ခက်သေးတယ်အသက်ပါရင်းပြီးသွားရတာမျိုးဂျိမ်းစ်တယောက်အမေဆုံးတော်တယ်ရောက်သွားတယ်ရောက်တော့မှတကယ်ပြဿနာကစတာအလာခီးမှာတော့ငါတော့တိတ်မဖြစ်ဘူးရောက်ပြီးလေးလာရေးထွက်တဲ့ပထမနေ့မှာစဖြစ်တာပတ်ပေါက်ပြီးသိမလို့ဖြစ်တာကြောအောက်နဲ့တန်းကပြန်ဖြစ်လာတယ်လမ်းလျှောက်လို့မရတဲ့အထိကိုတွေဘူးအဖျားတွေတက်စားတော်စားမရဘူးလေးလာရေးအဖွဲ့ကလည်းသူ့ကိုတီးတိုင်းထားခဲ့တယ်တောင်အမေရိကတိုက်အလဲကောင်မှာတယောက်တည်းပြန်လန်းကလည်းမသိဒါပေမဲ့ကန်အကြောင်းထောက်မစွာနဲ့ဂျိမ်းစ်တယောက်အိမ်ပြန်ရောက်လာတယ်စိတ်ပြက်လက်ပြက်နဲ့သူ့ဘေကစောင့်နေတာပေါ့ဒီချိန်ကျတော့ဂျိမ်းစ်အသက်က30နာကတ်နေပြီအလုတ်ကလည်းအခုတိမရှိလုံးသမျှလည်းမအောင်မြင်ကျမ်းမာရေးကလည်းစုပ်ပြတ်နေကောင်းလာမဲ့ပုံလည်းမရှိသူများတစ်ခါထက်သားတဲ့အခွင့်အရေးတွေရခဲ့တာတော့မှမအောင်မြင်ခဲ့ဘူးလေသူ့ဘဝမှာစိတ်ချရတာဆိုလို့ဒုက္ခတွေနဲ့စိတ်ပြက်စရာတွေပဲရှိတယ်ဆိုပြီးခံစားလာရတယ်တေချောင်းကြံစီဖို့အထိစဉ်းစားလာတယ်ကိုကိုကတက်သေးဖို့အစီအစဉ်ဆွဲတယ်ဒါပေမဲ့တညကြတော့ဒသနိကပညာရှင်ချားစ်ပီရာစ်ရဲ့
စာအုပ်တအုပ်ကိုဖတ်ရင် James တယောက်အကြံတစ်ခုရသွားတယ်ဒီအကြံကိုစမ်းသပ်ကြည့်မယ်ပေါ့လေသူ့တိုင်ယာရီထဲမှာခြာရည်တယ်တစ်နှစ်တိတိဖြစ်သမျှအကြောင်းငါကြောက်မဲဆိုပြီးတာဝန်ယူမဲဆိုပြီးဆုံးဖြတ်လိုက်တယ်ဒီနှစ်အတွင်းမှာသူတက်နိုင်သမျှပြောင်းလဲဖို့ကြိုးစားမယ်ဒါလည်းဘာမှမဖြစ်တော့ဘူးဆိုရင်တော့သူ့မှာအစွမ်းအစမရှိတာသိကြသွားပြီဒီလိုသိကြသွားရင်တော့ကိုယ့်ကိုယ်သူတက်တည်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါနဲ့ဇက်သိန်းတော့ဝီလီယံဂျိမ်းစာ American Psychology စိတ်ပညာဗေဒရဲ့ဖခင်ကြီးဖြစ်လာတယ်။သူ့စာအုပ်တွေကိုမရေမထွက်နိုင်အောင်ဘာသာပြန်တွေထုတ်ပြီးသား။သူ့အခါရဲ့အရေးကြီးဆုံးအလွမ်းမိုးနိုင်ဆုံးသောဒသနစ်ကပါရဂူစိတ်ပညာပါရဂူဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တမိုင်းဝင်သူတစ်ယောက်ဖြစ်သွားတယ်။ Harvard ကျောင်းမှာပမုခတစ်ယောက်ဖြစ်စာသင်ရတယ်။ American နဲ့ဥရောပတခွင်ကိုလိုက်ပြီးသင်ကြားပြသပေးရတယ်။အိမ်အောင်ကြားပြီးကလေး9ယောက်တောင်မွေးတယ်။ကလေးတွေထဲက Henry ဆိုတဲ့သားတစ်ယောက်ကပူလစ်စာစုရှင်အောင်ဖြစ်သွားသေးတယ်။ James ကဒီအဖြစ်အပျက်ကိုသူ့ရဲ့တပ်ဖန်ပြန်လဲမွေးဖွားခြင်းဆိုပြီးသတ်မှတ်တယ်။ကိုမြင့်တင်ရမှာတတိထားမိစရာတစ်ခုရှိတယ်။ကျွန်တော်တို့ကဘဝမှာဖြစ်လာသမျှအရာအလုံးအတွက်တာဝန်ရှိတယ်ဆိုတာပဲ။ဘေးပယောကဘလောက်ပဲပပကျွန်တော်တို့ရဲ့တာဝန်သား။ကိုရင်ဆိုင်ရမယ့်အရာတွေကိုထိန်းချုပ်လို့မရပေမဲ့ဖြစ်လာတဲ့အရာတွေပေါ်မှာမြင်တဲ့အမြင်ကိုထိန်းချုပ်လို့ရတယ်မဟုတ်လား။ဘယ်လိုတုံ့ပြန်မလဲဆိုတာလဲထိန်းချုပ်လို့ရတယ်လေ။ကျွန်တော်တို့တတိထားမိတာဖြစ်စေတတိမထားမိတာဖြစ်စေကြုံရသမျှအတွေ့အကြုံတွေအားလုံးဟာကိုကြောင့်သာဖြစ်တယ်။ဘာမှကြုံရသမျှတွေကိုဘလို့မြင်မလဲဆိုတာကိုတောင်းဝင်မှာမဟုတ်လား။မမြင်ချင်အောင်စောင့်နေတာဟာလေကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပဲလေ။လမ်းလျှောက်နေတော့ကိုဘတ်စကားဝင်တိုက်သွားရင်တော့ကိုမှပဲတောင်းဝင်ရှိတယ်။ဒီအတွေ့အကြုံကိုဘလို့မြင်မလဲဘလို့တုံ့ပြန်မလဲဆိုတာကိုရဲ့တောင်းဝင်ပဲမဟုတ်လား။ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်နေတာတွေကျွန်တော်တို့အပေါ်မှာတက်ရောက်လာတဲ့အဖြစ်အပျက်တွေအားလုံးဟာကြိုက်ကြိုက်မကြိုက်ကြိုက်ကျွန်တော်တို့နဲ့ပတ်သက်နေတယ်။ဖြစ်သမျှအကြောင်းကိုကျွန်တော်တို့ဟာအမြဲတမ်းသုံးသပ်နေတယ်ဘလို့တံမိုးထားမှုတွေနဲ့မြင်မယ်ဘာပေတံနေနဲ့အတိုင်းမလဲဆိုတာကိုအမြဲရွေးနေရတယ်တခါတလေအဖြစ်အပျက်တစ်ခုတည်းကကျွန်တော်တို့ရဲ့တံပိုးပေတံတွေအပေါ်မူတည်ပြီးကောင်းရင်ကောင်းမယ်ဆိုရင်ဆိုမယ်ပြောချင်တာကတော့ကျွန်တော်တို့ဟာအမြဲတမ်းတစ်ခုကိုရွေးနေရတယ်အမြဲတမ်းဒါကြောင့်ဘာကိုမှဂယုမဆိုင်ဖို့မဖြစ်နိုင်တာပေါ့တခုခုကိုတော့ဂယုဆိုင်အလေးထားရမယ်မဟုတ်လားဘယ်ခွေးမှလူမချင်ဘူးဟဲ့ဂယုမဆိုင်ဘူးဆိုတာကတခုခုဂယုဆိုင်နေလို့ပဲတကယ်မေကုန်းကတော့ဘဲအရာကိုအရေးလို့လဲဆိုတာပါပဲလူသမျှအရာတွေဟာဘာတန်မိုးတွေကိုအခြေခံထားတယ်ဘဲပေတံနေနဲ့တိုင်းမလဲကောင်းတဲ့တန်မိုးတွေဆိုတာသိကြလားတိုင်းတာမှုတွေကရောမှန်ရဲ့လားတာဝန်နဲ့ခွန်အားယူမိုင်းအချိန်ငယ်တုန်းကအွန်လိုင်းပေါ်မှာရေးမှုတယ်အတွေးခေါ်ပညာရှင်တစ်ယောက်ကပြောမှုတယ်ခန္ဓာကြည့်ကျဲတဲ့စွမ်းအားတွေနဲ့အတူကြီးလေးတဲ့တာဝန်တွေတွဲပါလာတယ်ရေးတော့ကတော့ဖက်လို့ကောင်းမှာကောင်းပြောတဲ့စကားလဲဆိုတာမမှတ်မိဘူးရဲ့သူပြောမှမသိပေမဲ့ထည့်ရေးလိုက်တယ်ဆရာကြီးလေတံပေါက်တာကို10မိနစ်လောက်ကြာတော့ကျွန်တော်စောင်းမအောက်မှာတယောက်ကကွန်မန့်ဝင်ပေးသွားတယ်ခင်ဗျားပြောတဲ့အတွေးခေါ်ပညာရှင်ကြီးကပင့်ကူလူသားစပိုက်ဒါမန်ရုပ်ရှင်တွေကပီတာပါကာရဲ့ဦးလေးတက်သေရောခန္ဓာကြည့်ကျဲတဲ့အစွမ်းအားတွေနဲ့အတူကြီးလေးတဲ့တာဝန်တွေတွဲပါလာတယ်ပီတာပါကာရဲ့ဦးလေးမသိခင်နောက်ဆုံးပြောသွားတဲ့စကားပီတာလှုပ်ပေးလိုက်တဲ့လူစုကသူ့ကိုပြတ်သက်သွားတာကားလမ်းမပေါ်မှာအဲ့ဒီအတွေးခေါ်ပညာရှင်ကြီးပေါ့တော်တော်များများဒီစကားကိုကြားဖို့ကြတာခဏလည်းပြောပြတဲ့စကားမျိုးပြောလိုက်ရင်အင်မတန်လေးနဲ့တူလို့ခံစားရတယ်မဟုတ်လားတကယ်ကတော့ကျွန်တော်တို့အားလုံးတည်ပြီးသားကိုပဲပြန်ပြောပြနေတာပါစွမ်းအားတွေနောက်မှာတောင်းနေရှိတယ်မှန်ပါတယ်ဒါပေမဲ့ဒီထက်ကောင်းတဲ့စကားရှိသေးတယ်စောကစကားကိုပဲပြောင်းပြန်လှန်လိုက်ကြီးလေးတဲ့တာဝန်တွေနောက်မှာခန္ဓာကြည့်ကျဲတဲ့စွမ်းအားတွေပါလာတယ်ဘဝမှာတာဝန်ယူမှုတွေများလာလေလေကျွန်တော်တို့ရဲ့လှုပ်ဆောင်ရည်စွမ်းအားတွေပုံတက်လာလေလေပဲအခက်အခဲတွေကိုတာဝန်ယူမှုဟာဖြည့်ရှင်းဖို့ခြေလန်းစာတာဖြစ်တယ်ကျွန်တော်သိတဲ့လူတစ်ယောက်ရှိတယ်သူပြန်တာကဒီလိုသူကအရက်နဲ့ပူတယ်ဒီတော့အရက်ပူလို့သူ့ကိုမိန်းကလေးတွေကသဘောမကျတာလို့တက်အပ်ကောက်ချက်ချထားတယ်သူကပညာလက်တက်တယ်သဘောလည်းကောင်းတယ်လောက်ကလည်းမဆိုးဘူးရဲ့ဒါပေမဲ့သူ့အရက်ကြောင့်ဒီတက်ရေးစားမရတော့ဘူးလို့တစ်ထစ်ချယုံလာတာသူ့ကိုယ်သူအရက်ပူတာကိုပဲစိတ်ဆွဲနေတော့မိန်းကလေးတွေနဲ့လည်းတိတ်မတွေ့ဖြစ်ဘူးတွဲပြစ်တဲ့မိန်းကလေးတွေလည်းရှိတော့ရှိပါတယ်ဒါပေမဲ့မိန်းကလေးကတခုပြောလိုက်ရင်ဟင်းဒီမိန်းမတော့ငါအရက်ပူတာကိုစောင်းပြောနေပြီလို့ပဲထင်တယ်ငါ့ကိုမကြိုက်လောက်တော့ဘူးဆိုပြီးစိတ်တက်ကြနေပြီတကယ်ကသူ့ကိုအထိနာစေမဲ့ခံယူချက်ကိုသူ့ကိုယ်တိုင်ပဲရွေးလိုက်တာမဟုတ်လားအရက်ရှိတဲ့ယောက်ျားများဒီသာရေးစားရမယ်ဆိုပြီးဒီတော့ဘာလို့အဆင်ပြေဘူးလေ
ဒီလိုခံယူချက်တန်မိုးအမားတွေဟာကိုယ့်ရဲ့ခွန်အားကိုစုပ်ယုပ်စေတယ်တော်တော်ဆိုးတဲ့ပြဿနာတွေလည်းဖြစ်စေတယ်အရက်ရှည်သောသူများသာရှိတဲ့ကဘာပေါ်မှာငါသည်သာအရက်ပူလာသည်ဆိုတဲ့အမြင်ဒီချက်ကောင်းတဲ့တန်မိုးတွေအများကြီးရဲ့ငါ့ကိုအရှိတိုင်းချစ်နိုင်တဲ့မိန်းကလေးမျိုးကိုရှာမယ်ဆိုတဲ့စိတ်မျိုးပေါ့ရိုးသားမှုပေါ့အခြေခံတဲ့တန်မိုးမျိုးဒါပေမဲ့ဒီလိုတန်မိုးတွေကြတော့သူမရွေးမှုလေသူ့ကိုသူရွေးချယ်စရာတွေရှိမှန်းတော့သိဖို့မရပါဘူးဒီတော့သူ့ပြဿနာဟာသူ့ကြောင့်ဖြစ်လာတာပဲမဟုတ်လားတိမတိဒီပြဿနာဟာသူ့ရဲ့တာဝန်သာဖြစ်တယ်ကျွန်တော်ဘာမှမတတ်နိုင်ဘူးဗျာလို့ဆိုင်းကဇွဲလို့ရှိမှညီးတယ်ကျွန်တော်ဘာမှလုပ်လို့မရဘူးလေမိန်းကလေးတွေကိုကအလားပါရုပ်ရည်ကိုကြည်တာကျွန်တော်ဘူးမှကြိုက်မှာမဟုတ်ဘူးအားနေရင်ကိုပဲပြန်တနာတလွဲခံယူချက်တွေနဲ့တိမ်လေးပဲထွေးတတ်တဲ့ဒီယောက်ျားကိုမကြိုက်တာမိန်းကလေးတွေအားလုံးရဲ့အဖြစ်ပေါ့လေဟုတ်ပါလူတော်များများကပြဿနာတွေကိုတာဝန်မယူချင်ကြဘူးဒါမှကြောင့်လဲတာဝန်ယူလိုက်ရင်ဖြစ်လာမယ့်အရာတွေကကိုယ့်အပြစ်တွေဖြစ်သွားမယ်ဆိုပြီးစိုးရိမ်နေကြတာကိုတာဝန်နဲ့အပြစ်ဆိုတာတွဲနေတတ်တယ်ဒါပေမဲ့တာဝန်နဲ့အပြစ်ဆိုတာတူတော့မတူဘူးလေခမားကိုကားနဲ့ဝန်တိုင်းမိရင်ကျွန်တော်မှအပြစ်ရှိတယ်ဥပဒေရတာဝန်ရပြန်ရော်ပေးဖို့တာဝန်ရှိတယ်မတော်တဆတိုင်းမိရင်တော့ကျွန်တော်မှတာဝန်ရှိတယ်မဟုတ်လားလူပဝင်းကျင်မှာအပြစ်ဆိုတာဒါပဲကိုတလွဲလုပ်ရင်ဖြည့်ရှင်းဖို့တာဝန်ရှိကိုရှိတယ်ဒီလိုပဲဖြစ်ရမယ်ဒါပေမဲ့ကျွန်တော်တို့အပြစ်မဟုတ်တဲ့အရာတွေဆိုရင်တော့ကိုအပြစ်မဟုတ်ပဲကိုတာဝန်ယူရမယ့်အရာတွေဆိုရင်ဘယ်လိုလုပ်မလဲလူတစ်ယောက်ကမွေးကစားကလေးတစ်ယောက်ကိုအင်းရှိမှလာပြစ်သွားတယ်ဆိုပါစို့ဒီကလေးကိုလာထားသွားတာကိုအပြစ်တော့မဟုတ်ဘူးဒါပေမဲ့ဒီကလေးကကိုတာဝန်ဖြစ်သွားပြီဘာလို့ရမလဲဆိုတာဆုံးဖြတ်ရတော့မယ်ဘယ်လိုလဲဆုံးဖြတ်မွေးစားဖို့သူများကိုပေးလိုက်ဖို့မသိချင်အောင်စောင့်နေဖို့ပြဿနာတွေကလာတော့မယ်ကိုဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမယ့်ပြဿနာတွေဒီပြဿနာတွေအားလုံးကအခုတာဝန်ဖြစ်သွားပြီတရားသူကြီးလိုပဲအမှုဆိုတာရွေးလို့ရတာမဟုတ်ဘူးလေတရားရုံးမှာအမှုတစ်ခုတက်လာရင်တရားသူကြီးဟာအပြစ်ကျူးလွန်တဲ့သူလည်းမဟုတ်ဘူးတက်တည်လည်းမဟုတ်ဘူးဆိုင်လည်းမဆိုင်ဘူးဒါပေမဲ့တာဝန်အပြစ်ရှိသွားပြီအပြစ်ရှိမရှိဘယ်ပေတံနဲ့တိုင်းလဲဆိုတဲ့တာဝန်ကိုပခုံးပေါ်ထမ်းရပြီကိုကြောင့်မဟုတ်တော့ပြဿနာတွေကိုတာဝန်ယူရတာတွေကအများကြီးလူဖြစ်ရခြင်းရဲ့အကျိုးပေါ့တာဝန်နဲ့အပြစ်နှစ်ခုကိုတိတိကျကျကွဲပြားအောင်ကြည့်လို့ရတယ်အပြစ်ဆိုတာအတိတ်ကအရာတာဝန်ဆိုတာအနာဂတ်မှာဖြစ်လာမယ့်အရာအပြစ်ဆိုတာလုပ်ခဲ့တာတစ်ခုခုကြောင့်အပြစ်ဖြစ်လာတာတာဝန်ဆိုတာကိုအခုဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမှာနေ့စဉ်စက္ကန့်တိုင်းရဲ့ဆုံးဖြတ်ချက်တွေဥပမာဒီစာအုပ်ကိုဖတ်ဖို့ဆုံးဖြတ်လိုက်လို့အခုဖြစ်နေတာမဟုတ်လားဒီစာအုပ်ထဲမှာပြောနေတဲ့အရာတွေကိုစဉ်းစားဖို့ဆုံးဖြတ်တယ်ပြောတဲ့အရာတွေမှားသလားမှန်သလားဆုံးဖြတ်တယ်ကျွန်တော်ပြောနေတာတွေတလွဲဖြစ်နေရင်ကျွန်တော်အပြစ်ဒါပေမဲ့ကျွန်တော်ပြောတာတွေကိုဘယ်လိုလက်ခံမလဲဆိုတာစာဖတ်သူရဲ့တာဝန်ဖြစ်သွားပြီမဟုတ်လားကျွန်တော်ရေးချင်တာတွေရေးနေတာစာဖတ်သူရဲ့အပြစ်မဟုတ်ပင်မဲ့ကျွန်တော်စာကိုဖတ်ဖို့မဖတ်ဖို့အဆုံးဖြတ်တာကတော့စာဖတ်သူရဲ့အပိုင်းလုံးလုံးဖြစ်သွားပြီကိုပြဿနာအတွက်တာဝန်အရှိဆုံးကအမြဲတမ်းကိုယ်တိုင်သာဖြစ်တယ်ကိုစိတ်ဆင်းရဲနေရတာလူများတွေရဲ့အပြစ်ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့စိတ်ချမ်းသာဖို့ဆိုတာကိုတာဝန်သက်ပဲဘာဖြစ်လို့လဲဆိုတော့ကိုဘယ်လိုခံစားရမလဲဘယ်လိုမြင်မလဲဘယ်လိုပုံစံနဲ့သုံးသက်ဆင်ခြင်မလဲဘာတွေကိုတန်ဖိုးထားမလဲဆိုတာကိုတယောက်တည်းပဲလုပ်လို့ရတာဖြစ်နေလို့ပဲကျွန်တော်ပထမဆုံးအချက်ဥပေါ့သူကကျွန်တော်ကိုဖြတ်သွားတာလှပပပဲသူကစာတင်နဲ့ဆရာနဲ့ကြိုက်သွားတာအမှတ်တရပေါ့အမှတ်တရဆိုတာအစာအိမ်ကိုအချက်200လောက်အကန်ခံရတယ်လို့ခံစားရတာကိုပြောတာကျွန်တော်တိချင်းသူ့ကိုတက်တယ်ပဲဆွဆွဲတော့ကျွန်တော်ကိုချက်ချင်းဖြတ်သွားတာပုံနဲ့ကျွန်တော်3နှစ်လောက်တိုက်ခဲ့တာတွေမြောင်းနဲ့ရောက်လာပေါင်းများစွာအလူလိတ်ခံရတယ်ကျွန်တော်စိတ်ဆင်းရဲမှုတွေဟာသူ့မှာတာဝန်ရှိတယ်ပေါ့လေဒီလိုချင်းတော့ပို့ဆိုပုံစိတ်ဆင်းရဲတယ်တွေ့လားသူ့ကိုကျွန်တော်ထိန်းချုပ်လို့မှမရတာကိုဖုန်းတွေဘလောက်ပဲဆက်ဘလောက်ပဲစိတ်ဆိုးမှန်ဆိုနဲ့အော်ဘလို့ပဲတောင်းပန်သူ့အိမ်ရှိမှဘလို့ပဲတွန်းကိုပြယူစားဟောင်းတွေလုံနေကြအရာတွေအကုန်ဘလို့လုံးခံစားချက်တွေသူ့ဆုံးဖြတ်ချက်တွေကကျွန်တော်လက်ထဲမှာမရှိဘူးလေနောက်ဆုံးတော့ကျွန်တော်ခံစားရအောင်လုပ်တာဖြစ်ပင်မဲ့ကျွန်တော်ခံစားမှုတွေအတွက်သူ့မှာတာဝန်မရှိဘူးမဟုတ်လားကျွန်တော်တာဝန်ပဲလေမျက်ရည်တွေအရက်ခွက်တွေကြားမှာကျွန်တော်စိတ်တွေတပြေးပြေးပြောင်းလဲလာတယ်နည်းနည်းပါလဲတယ်ဆိုပါစို့ကျွန်တော်ကိုစိုးစိုးဝါးဝါလှုပ်သွားတာသူ့အပြစ်ဆိုတာမှန်ပေမဲ့ကျွန်တော်ရဲ့စိတ်ချမ်းသာခြင်းကိုပြန်ရဖို့ကကျွန်တော်မှသာတာဝန်ရှိတယ်ဆိုတာကိုသဘောပေါက်လာတယ်ပြိုလဲသွားတဲ့ကျွန်တော်ဘဝကိုသူလာပြင်ပေးမှာမဟုတ်ဘူးလေကျွန်တော်ပဲပြန်တိဆောက်ရမှာဒီလိုဆုံးဖြတ်လိုက်တော့ပြောင်းလဲမှုတွေစဖြစ်လာတယ်ပထမဆုံးကျွန်တော်ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာတယ်လေ့ကျင့်ခန်းတွေပြန်လုပ်ပြစ်ထားတဲ့တငယ်ချင်းတွေနဲ့ပြန်ပေါင်းတငယ်ချင်းအသစ်တွေကိုတက်မြင်လိုက်ရတယ်လူမှုရေးအလုပ်တချို့မှာဝင်ကူတယ်
ခရီးထွက်တယ်စိတ်ထဲမှာနည်းနည်းပြန်သက်သာလာတယ်ကျွန်တော်အရင်ရေးစားကိုခုဒီလဲစိတ်နာတော့မှာပဲဒါပေမဲ့အ ਨੇ ဆုံးတော့ကျွန်တော်ခံစားချက်တွေကိုကျွန်တော်ကိုယ်တိုင်တောင်းဝင်ယူနိုင်ပြီမဟုတ်လားပေါကောင်းတဲ့တံမိုးတွေကိုရင်းနိုင်သွားပြီကိုပုံနာလေအောင်ညီပေးတဲ့တံမိုးတွေဒီလိုကျွန်တော်ခံစားချက်တွေအတွက်သူ့မှာတာဝန်ရှိတယ်ဆိုတဲ့ခံယူချက်ကြောင့်အရင်ရေးစားကျွန်တော်ထားသွားတာလည်းဖြစ်နိုင်တယ်နောက်ခန်းတွေကျမှဆက်ပြောပြပါမယ်ဒါနဲ့ပဲတစ်နှစ်လောက်ကြာတော့ထူးခြားတာတစ်ခုဖြစ်လာတယ်အရင်တုန်းကကျွန်တော်တို့နှစ်ယောက်တွဲခဲ့တာကိုပြန်စင်းစားရင်မမြင်ခဲ့မိတာတွေကိုတတိထားမိလာတယ်။တတိမထားမိတဲ့ပြဿနာတွေကျွန်တော်ဖြေရှင်းလို့ရရတာနဲ့မဖြေရှင်းခဲ့တာတွေကျွန်တော်ကြောင့်ဖြစ်လာခဲ့တဲ့ပြဿနာတွေဒီတော့မှနည်းနည်းပေါ်ပေါက်လာတယ်။ကျွန်တော်လည်း6ပြက်ကင်းတဲ့ရီးစားဟုတ်ချင်မှဟုတ်ခဲ့မှာကျွန်တော်နဲ့နေရတာတကယ်ပဲဆိုရင်ကြွယ်ရမှာပဲပါမလဲမဟုတ်ဘူးလား။အရင်ရီးစားဒီလိုဖောက်ပြန်တာမှန်တယ်လို့တော့မဆိုလိုပါဘူး။ဒါပေမဲ့ကျွန်တော်အပြစ်တွေကိုကျွန်တော်ပြန်မြင်နိုင်ခြင်းဟာအကျိုးရှိတယ်။ကျွန်တော်ထင်သားသလိုငါဟာခံလိုက်ရသူတသက်ပါလားဆိုတဲ့စိတ်ကိုကူစားပေးတယ်။ဒီလိုပြဿနာပေါင်းစုံနဲ့သမီးရေးစားဘဝကိုတဆိုးရှည်အောင်ငါလုပ်ခဲ့ပါလားဆိုပြီးတော့လည်းပြန်မြင်လာတယ်။တကယ်ကြတော့စိတ်တူကိုယ်ရေးစားတွေကပုံမြဲတယ်မဟုတ်လား။သူနဲ့ဒီလောက်ကြောင်ကျွဲခဲ့တာသူ့လိုပဲကျွန်တော်မှလည်းမှားနေတာတွေရှိလို့ပဲမဟုတ်လား။ကိုရေးစားကတကူကောင်းဆန်နဲ့ကိုနာကျင်အောင်လုပ်တယ်ဆိုတာကိုတိုင်းကလည်းတကူကောင်းဆန်ကိုနာကျင်အောင်လုပ်နေလို့ဖြစ်မယ်ဆိုတာကိုသိလိုက်တယ်ဆိုတော့ကျွန်တော်ရဲ့တကယ်အပြစ်တွေကရေးစားဟောင်းရဲ့ခံယူချက်တွေကိုမမြင်ခဲ့တာမမြင်ချင်အောင်ဆောင်ခဲ့တာကိုပြန်ကြည့်တော့လေအရန်ကြီးကောင်းတဲ့ကောင်တော့မဟုတ်ခဲ့ပါဘူးခဏအေးဒီအေးဆက်နေခဲ့တာတွေရှိတယ်ကိုအဲ့တဲ့အချိန်တွေမှာအနားမှာမရှိခဲ့တာတွေလည်းရှိတယ်အပိုင်တွက်ပြီးဆရာကြီးလို့ဆက်ဆံခဲ့တာတွေလည်းရှိတယ်ဒါတွေကကျွန်တော်အဖြစ်တွေကျွန်တော်မားလို့သူမှန်လားဆိုတော့လည်းမဟုတ်ပြန်ဘူးဒါပေမဲ့ဒီလိုအမားမျိုးတွေဘယ်တော့မှထပ်မလုံးပြီးတာဝန်ယူစိတ်ကိုကျွန်တော်မွေးပြတ်သွားတယ်နောက်တစ်ခါထပ်မဖြစ်အောင်ပေါ့နောက်တွေ့ရမယ်လက်တွဲပေါ်ဆိုရင်ဒါမျိုးထပ်မဖြစ်ဖို့ငါတောင်းဝင်ဆိုတာကိုလက်ခံခဲ့တယ်ဝမ်းသာစရာကောင်းတဲ့တဲ့ရင်ကတော့ဒီလိုအဖြစ်မျိုးထပ်မဖြစ်တော့တာပါပဲဖောက်ပြန်တဲ့ရေးစားတွေထပ်မတွေ့တော့ဘူးရှင်ဘက်တွေလည်းမအောင်ရတော့ဘူးပြဿနာကိုတောင်းဝင်ယူပြီးတိုးတက်အောင်လုပ်နိုင်ခဲ့တယ်ရေးစားဟောင်းတဲ့တော့ကပြဿနာတွေဟာကျွန်တော်တောင်းဝင်မကင်းဘူးဆိုတာကိုလက်ခံနောက်လက်တွဲပေါ်တွေနဲ့ထွေးတဲ့အခါနောက်ထပ်ပြဿနာအသစ်တွေကိုတောင်းဝင်ယူနိုင်လာတယ်ဆိုတော့ပြောရင်ရုံရခက်မယ်ကျွန်တော်အတွက်တော့ရီးစားဟောင်းကန်ထုတ်ခံရတဲ့အတွေ့အကြုံဟာအနာကျင်ဆုံးအတွေ့အကြုံတစ်ခုဖြစ်ခဲ့သလိုအရေးကြီးဆုံးအတွေ့အကြုံတစ်ခုလည်းဖြစ်ခဲ့ပါတယ်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုမှာအထက်ကတွန်းအားတစ်ခုလည်းဖြစ်ခဲ့တယ်ဒီပြဿနာတစ်ခုကပေးတဲ့အတွေ့အကြုံကနောက်ပိုင်းအောင်မြင်မှုတရားစင်လောက်ကပေးတဲ့အတွေ့အကြုံတွေအတွက်ကျွန်တော်ကိုပိုပြီးသင်ခန်းစာရခဲ့စေတယ်အောင်မြင်မှုပျော်ရွှင်မှုတွေဆိုရင်တော့ကျွန်တော်တို့အားလုံးတာဝန်ယူဖို့အလို့ရပဲမဟုတ်လားငါကြောင့်ဆိုပြီးနာမည်ခံခြင်းလို့ရန်အောင်ဖြစ်ယူရတယ်။ဒါပေမဲ့ပြဿနာတွေကိုတာဝန်ယူတတ်ဖို့ကပိုရေးကြည့်ပါတယ်။ဒီလိုတာဝန်ယူခြင်းကသာစစ်မှန်တဲ့တိုးတက်မှုဆိုတာကိုပေးနိုင်တာ။တခြားသူကိုအပြစ်တင်တာကိုနှစ်နေတာနဲ့အတူတူပဲ။အဖြစ်ဆိုးများအတွက်အဖြစ်ဒါပေမဲ့တကယ်အဖြစ်ဆိုးတွေကိုကြားတော့ဘလို့ရင်ဆိုင်ကြမလဲ။အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ပြဿနာတွေမိသားစုပြဿနာတွေအတွက်လူတော်တော်များများကတာဝန်ယူတတ်ပြီးသားပါ။ဒါမဲ့ကြီးမားတဲ့အဖြစ်ဆိုးတွေကြုံလာရင်တော့တာဝန်ယူခြင်းဆိုတဲ့ရထားပေါ်ကအလို့ရခုံစင်းကြတာတွေရှိတယ်။နာကျင်မှုဆိုတာတွေကိုရင်ဆိုင်ဖို့ခက်ခဲလွန်းတာကြောင့်ဒါမဲ့သိသိချာစဉ်းစားကြည့်ပါပြဿနာကပူဆိုးသွားလာပေမဲ့နောက်ွယ်ကအမှန်တရားကတော့အတူတူပဲ။ဓမြတိုက်ခံရတယ်ဆိုပါစို့တေးကြတယ်ဒါခမည်းအပြစ်တော်မဟုတ်ဘူးလေ။ဒါမဲ့အင်ရှင်းမှလာဖြစ်သွားတဲ့မွေးကင်းစာလေးလိုပဲ။တေးရရှင်ရင်ဆုံးဖြတ်ချက်ချဖို့ကခမည်းရဲ့တာဝန်ဖြစ်လာပြီ။တပြားကိုပြန်ချမှာလား။သွေးပြက်ကြောက်လန့်နေမှာလားကြက်သေးနေမှာလားရဲကိုမဟုတ်ဆက်မှာလားမေးပြစ်လိုက်ပြီးမသိသလိုဆက်နေမှာလားဒီဆုံးဖြတ်ချက်တွေကတော့ခမည်းရဲ့တာဝန်တွေပဲမဟုတ်လားတပြားတိုက်ခံရဖို့တော့ရွေးခဲ့တာမဟုတ်ဘူးဒါမဲ့ဒီအတွေ့အကြုံကနေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာပိုင်းဆိုင်ရာနောက်ဆက်တွဲတွေကကိုယ်တိုင်တာဝန်ယူရွေးချယ်ရမယ့်အရာတွေဖြစ်သွားပြီး2008တုန်းကတာလီဘန်အကြမ်းဖက်အဖွဲ့တွေကပါကစ္စတန်အရှေ့မြောက်ဘက်စွတ်တောင်ကြားကိုသိမ်းပိုက်ခဲ့တယ်သူတို့ရဲ့ဘာသာရေးအစွန်းရောက်ပြည့်ညက်ချက်တွေနဲ့ထိန်းချုပ်တယ်။ TV မကြည့်ရဘူးရုပ်ရှင်မကြည့်ရဘူးယောက်ျားဖော်မပါပဲဘိန်းမင်းကလေးမှအိမ်ပြင်မထွက်ရဘူးမိန်းကလေးတွေကြောင်းလုံးဝမတက်ရဘူး2006ခုနှစ်ကျတော့အသက်17နှစ်ပဲရှိသေးတဲ့မာလာလာယူဆဖိုင်းဆိုတဲ့ကလေးမကကြောင်းတက်ဖို့ပိတ်ပင်ခြင်းကိုစပြီးကန့်ကွက်ခဲ့တယ်။သူ့အသက်မိသားစုရင်းပြီးကြောင်းကိုဆက်သွားတယ်။အနီးအနားမျိုးတွေတွဲဆုံပွဲတွေလည်းသွားတယ်။ online မှာလည်းရေးတယ်။ငါရဲ့ပညာသင်ခွင့်ကိုဘာကြောင့်တာလီဘန်တွေကပိတ်ပင်ထားတာလဲ။2012ခုနှစ်မှာမာလာလာဘတ်စကာနဲ့ကျောင်းကနေအိမ်ကိုအပြန်
ကားပေါ်မှာမျက်နှာကိုတနက်နဲ့ပြစ်ခံရတယ်မျက်နှာဖုံးနဲ့တာလီဘန်တယောက်ကကားပေါ်တက်ပြီးမိတာမာလာလာဆိုတာဘာလို့လဲပြောခုချက်ချင်းမပြောရင်ဒီစည်းလုံးပြတ်တတ်မယ်မာလာလာကချက်ချင်းပဲမာလာလာဆိုတာကျမပါဆိုပြီးဖြေတယ်ဖြေဖို့ဆုံးဖြတ်တာကအံ့ဩစရာပါပဲဖြေအပြီးမှာတာလီဘန်ကောင်ကမာလာလာမျက်နှာကိုတခြားခရီးသည်တွေရှိမှတနက်နဲ့ပြစ်တာမာလာလာတယောက်သိမလို့ဖြစ်ပြီးတတိလက်သွားတယ်ကိုမှဝင်သွားတယ်တာလီဘန်အပွဲကအများသိအောင်ချင်ကြတယ်မာလာလာအသက်မသေးခဲ့ရင်သူတို့ပြန်လာပြီးမာလာလာရဲ့တမိသားစုလုံးကိုတက်ပစ်မယ်ပေါ့ဒီနေ့မာလာလာအသက်ရှင်နေတော့မယ်အယောင်ရဆုံးစာရေးဆရာမတယောက်ဖြစ်နေပြီဖိနှိတ်ကန်အမျိုးသမီးတွေအတွက်မမမက်ရက်တီပြီးရေးသားပြောဆိုနေတော့မယ်2014မှာငင်းချမ်းရေးအတွက်နိုဘယ်ဆုကိုပေးရခြင်းခံရတယ်သူ့မျက်နှာကိုတနက်နဲ့ပြစ်ခြင်းဟာသူ့ကိုပိုတက်တိရှိသွားစေသလိုထောက်ခံအားပေးမဲ့သူတွေလည်းပိုတိုးသွားစေတယ်မဟုတ်လားကျမ်းပေါ်လှည့်ချပြီးကျမဘာမှမတတ်နိုင်ဘူးကျမမှရွေးချယ်စရာဘာမှမရှိဘူးလို့ပြောရတာကတော့ပိုလွယ်မှာအမှန်ပဲသူရွေးခြင်းရွေးလို့ရတဲ့အဆုံးဖြတ်ချက်တွေပေါ့ဒါပေမဲ့မာလာလာကတော့ဒါတွေနဲ့စန့်ကျင်ဘက်အဆုံးဖြတ်ချက်တွေကိုရွေးခဲ့တယ်မဟုတ်လားလွန်ခဲ့သောနှစ်အနည်းငယ်ကဒီအကြောင်းကိုကျွန်တော် online မှာရေးပြီးတင်သေးတယ်ကျွန်တော်စာတွေကိုဖတ်ပြီးလူတစ်ယောက်ကကျွန်တော်ကိုပြောသွားတယ်ကျွန်တော်ဟာကိုချင်းမစားတတ်တဲ့သူဒုက္ခအစစ်ကိုတကယ်နားမလည်တဲ့သူဘဝရဲ့ပြဿနာအစစ်တွေကိုမသိတဲ့လူလို့ပြောတယ်ရေးတဲ့သူရဲ့သားကရင်တိုက်မှုဖြစ်ပြီးဆုံးသွားတာဒီအဖြစ်ဆိုးကြောင့်သူ့မှာစစ်ဆင်းရဲရတယ်ဒီစစ်ဆင်းရဲမှုကိုကျွန်တော်ကနားမလည်ဘူးလို့ဆွဆွဲတယ်သားတစ်ယောက်လုံးဆုံးရှုံးရလို့ယူမတက်ခံရတာအဖြစ်လားမင်းသိမ့်မှရိုင်းနေဆိုပြီးပြောသွားတယ်ဘဝမှာအဆိုးဆုံးသောဒုက္ခတွေထဲကတစ်ခုကိုသူခံစားနေရတယ်ဆိုတာညင်းစရာမရှိပါဘူးသူ့ရဲ့သားဒီလိုအဖြစ်ဆိုးမျိုးကြုံရတာသူရွေးချယ်တဲ့ကံကြမ္မာတော့ဘယ်ဟုတ်မလဲသူ့အဖြစ်လည်းလုံးဝမရှိပါဘူးဒါပေမဲ့သူ့ရဲ့ခံစားချက်ယုံကြည်ချက်အဖြစ်မှုတွေအကုန်လုံးအတွက်တော့သူ့မှာတာဝန်ရှိနေတော့မယ်ဆုံးရှုံးမှုကိုဘလို့ရင်ဆိုင်မလဲဆိုတာသူ့ဆုံးဖြတ်ချက်နာကျင်မှုဆိုတာကျွန်တော်တို့အကုန်ခံစားရမှာပဲလေဒီနာကျင်မှုရဲ့အထိပ္ပယ်ကိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲသတ်မှတ်ရမှာငါမှဘာမှရွေးစရာမရှိဘူးငါသားကိုပြန်လိုချင်တယ်ဆိုတာပဲသိတယ်ဆိုတာဟာလည်းရွေးချယ်မှုတစ်ခုပဲမဟုတ်လားဒီအဖြစ်ဆိုးကြောင့်ဖြစ်လာတဲ့ရွေးစရာတွေကတစ်ခုကိုရွေးလိုက်တာပဲလေဒါမဲ့ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးကြောက်လန့်တကြားဖြစ်နေတာနဲ့တင်ကြက်တည်တည်နေတာငါဘာမှမသိပဲရှောက်ပြောနေတာဒုက္ခတော့ရောက်ပြီလူတွေကိုစိတ်ဆိုးအောင်တက်မင်ပြောနေသလိုဖြစ်နေပြီကျွန်တော်အလုံးရဲ့တွေ့နေကြပြဿနာတစ်ခုပေါ့ကျွန်တော်ကိုယ်တိုင်ရွေးတဲ့ဒုက္ခပဲဆိုတော့ကျွန်တော်မှာတာဝန်အပြည့်ရှိတဲ့ပြဿနာလေဆက်စကျန်းတော့တော်တော်စိတ်မကောင်းဖြစ်သွားတယ်ခဏကြာတော့စိတ်ကတူလာတယ်ငါမှမွေးထားတဲ့တားယောက်ျားလေးမရှိဘူးဆိုတာနဲ့ငါကဒုက္ခကိုနားမလဲတော့ဘူးဆိုတာဘာသဘောလဲဘာမှမဆိုင်ဘူးဒါမဲ့ကျွန်တော်စိတ်ကိုထိန်းတယ်ကျွန်တော်အကြံဉာဏ်ကိုကိုယ်တိုင်ပြန်သုံးသပ်ကြည့်တယ်ကျွန်တော်မှရွေးစရာပြဿနာနှစ်ခုရှိလာပြီအဲ့ဒီလူနဲ့အပြိုင်မင်းကခံစားမှုတယ်ငါကခံစားမှုတယ်ဆိုပြီးပြိုင်မလားဒါမှမဟုတ်ဒီထက်ကောင်းတဲ့ပြဿနာကိုရွေးမလားကျွန်တော်ရဲ့စာဖတ်သူတွေကိုနားလည်ဖို့နောက်နောက်အဖြစ်ဆိုးတွေညာကျင်စရာအကြောင်းတွေရေးတိုင်းဒီလူကိုသတိရဖို့ဒါကိုပဲကျွန်တော်ရွေးလိုက်တယ်နောက်ဆုံးတော့သူ့ဆုံးရှုံးမှုအတွက်ကျွန်တော်စိတ်မကောင်းပါဘူးလို့ပဲပြန်ရေးလိုက်တယ်တကယ်တမ်းကျတော့ဒီပြင်ဘာများထက်ပြောစရာရှိသေးလို့လဲဘဝအကျိုးပေးနဲ့လက်ထဲကဖဲချင်များ2013မှာ BBC အဖွဲ့အစည်းက OCD ယောဂအလွန်မင်းစိတ်ပူတတ်ခြင်းအစွဲအလန်းကြီးခြင်းယောဂရှိတဲ့ဆယ်ကျော်သက်လူငယ်တွေစုပြီးစိတ်ပညာရှင်တွေနဲ့စမ်းသပ်ကုသမှုတွေလုပ်တယ်သူတို့ရဲ့စိတ်အစွဲတွေမကောင်းတဲ့စိုးရိမ်မှုတွေကိုကြော်ဖြတ်နိုင်ဖို့အင်မိုဂန်ဆိုတဲ့ကောင်မလေးကစိတ်သိပ်ပူတတ်တယ်လမ်းသွားရင်တွေးသမျှစပွဲနေရမျက်နှာပြင်တွေအကုန်လုံးကိုလက်နဲ့ပုတ်လိုက်ရမှာအဲ့ဒီလိုမလုပ်ရရင်သူ့မိသားစုအကုန်လုံးအသေးဆုံးနဲ့တည်မဲဆိုတဲ့စိုးရင်စိတ်ကအမြဲရှိတာဂျော့ဆိုတဲ့ကောင်လေးကြတော့လက်ဆွဲနှုတ်ဆက်ရင်လက်နှစ်ဖက်လုံးနဲ့နှုတ်ဆက်မှဘာပဲလုပ်လက်နှစ်ဖက်ခြေနှစ်ဖက်နဲ့ဗျိုင်းလို့မလုပ်ရရင်အယူတစ်ပိုင်းလိုပဲကြောင်ကြောက်ချားဖြစ်တယ်ဂျက်ဆိုတဲ့ကောင်လေးလည်းရှိသေးတယ်ဘက်တီးရီးယားပိုးမွားတွေကိုအသေးကြောက်တာအိမ်ထဲကအိမ်ပြင်ထွက်ဖို့လက်အိတ်ချေအပြည့်ဝရတယ်ရေကိုမတောက်ခင်ထပ်ပြီးကြိုရတယ်ကိုယ်တိုင်ပြင်ထားစေးကြောထားတဲ့အစားတောက်ကိုပဲစားတယ်OCD ယောဂဆိုတာအင်တန်ဆိုတဲ့ယောဂတွေမှာပါတယ်မျိုးမျိုးလိုက်တဲ့ယောဂကုလို့မရဘူးတက်နိုင်သမျှထိန်းချုပ်လို့ပဲရတယ်ဒီယောဂကိုထိန်းချုပ်ဖို့အဓိကတော့ချက်ကကိုတန်ဖိုးထားအရေးထားတဲ့အရာတွေကိုရွေးဖို့ဖြစ်တယ်စိတ်ပညာရှင်တွေပထမဆုံးသုံးတဲ့နည်းလမ်းကဒီလိုသူတို့ကြောက်တဲ့အရာတွေကိုလက်ခံခိုင်းတာဥပမာအင်မိုဂန်အတွက်တွေးသမျှမျက်နှာပြင်တိုင်းကိုလက်နဲ့မပုတ်လိုက်ရရင်သူ့မိသားစုအသေးဆုံးနဲ့တေမာကိုအမြဲတမ်းကြောက်နေတဲ့စိတ်ကြီးရှိနေတယ်စိတ်ပညာရှင်တွေသုံးတဲ့နည်းကအင်မိုဂန်အနေနဲ့သူ့မိသားစုတကယ်တည်ခြင်းနဲ့တည်မဲဆိုတာကိုလက်ခံခိုင်းတာ
တည်သွားရင်လည်းသူဘာမှလုံးလို့မရဘူးဆိုတာကိုလက်ခံခိုင်းတယ်။ Jock ဆိုရင်လည်းအရာရာကိုနှစ်ဖက်ညီဖို့စူးစမ်းတာကလည်းကြောင်ကကြားဖြစ်ရတာထက်ပိုဆိုးတယ်ဆိုတာကိုလက်ခံခိုင်းတယ်။ Jack ကိုကြတော့မင်းပါပဲလို့လောက်ပဲစူးစမ်းဘက်တီးရီးယားပိုးမတွေကတော့နေရာတိုင်းမှာရှုံးမှာပဲဆိုပြီးတော့လက်ခံခိုင်းတယ်။ဒီနည်းလဲရဲ့အဓိကရွေချက်ကတော့ဒီကလေးတွေတံမိုးထားကြောက်ရွံ့နေရတဲ့အရာတွေဟာအတိတ်ပဲမဲတဲ့အရာတွေဖြစ်တယ်ဆိုတာကိုလက်ခံလောင်လုပ်ဖို့ပါပဲ။နောက်တစ်ဆင့်ကြတော့စုစုကစိုးရင်စိတ်တွေအတွက်ပိုအရေးကြီးတဲ့တံမိုးတစ်ကိုရွေးချယ်ခိုင်းတာ။ Jock ဆိုရင်သူ့တငယ်ချင်းတွေမိသားစုတွေရှေ့မှာတာမန်လူတယောက်လိုပဲနေကျင်တယ်။အင်မိုကန်ကြတော့သူ့စိတ်ခံစားချက်သူ့အတွေးတွေကိုပြန်ပြီးထိန်းချုပ်ရင်ပျော်ရွှင်မှုတွေကိုပြန်လုပ်ခြင်းနဲ့ Jeff ကကြတော့အိမ်အပြင်မှာကြောင်ချောက်ချားတွေမဖြစ်ပဲကြာနေခြင်းနဲ့ဒီတံမိုးအသစ်တွေကိုတတ်မှတ်ပြီးသူတို့တက်နိုင်သမျှစူးစမ်းကြတယ်။တံမိုးအသစ်တွေရဖို့အတွက်အကြောက်တရားတွေကိုရင်ဆိုင်ဖို့စူးစမ်းတယ်။မျက်ရည်တွေကျတယ်။အော်ဟစ်ပင်ကိုကြတယ်။အခက်အခဲဒုက္ခပေါင်းစုံတွေ့ကြရတယ်။ဒါမဲ့ဒီစံတက်မှုအပြီးမှာတိုးတက်မှုတွေရသွားကြတယ်။အင်မိုကန်တယောက်တွေးသမျှဇပွဲတွေနေရန်တွေကိုလိုက်ပုတ်ဆရာမလို့တော့ဘူး။သူကပြောတယ်။ကျမစိတ်ထဲမှာတော့မကောင်းဆိုးဝါးတွေကရှိနေတော့မယ်။ဒါပေမဲ့အရင်လောက်သူတို့မစူညံတော့ဘူး။ Jock ဆိုရင်လေမိနစ်20နိုင်ဝက်လောက်လက်နှစ်ဖက်စလုံးခြေနှစ်ဖက်ပြိုင်တူမသုံးပဲနေတက်နေပြီ။ Jeff ကတော့အတုတ်တဆုံပဲစားတော့ဆိုင်ကအခွက်တွေနဲ့တောင်ရေတောက်ဖို့တက်တိရှိသွားပြီလို့ Jeff ကပြောတယ်။ဒီဘဝကိုကျွန်တော်ရွေးတာမဟုတ်ဘူး။ဒီယောဂကိုလည်းကျွန်တော်မရွေးခဲ့ဘူး။ဒါပေမဲ့ဒီဘဝမှာဒီယောဂနဲ့ဘယ်လိုနေရမလဲဆိုတဲ့နည်းလမ်းကိုတော့ကျွန်တော်ရွေးဖို့လုပ်တယ်။လူတော်တော်များများဟာဒီလိုယောဂမျိုးအားနည်းချက်မျိုးတွေနဲ့လူဖြစ်လာပြီဆိုရင်သူတို့ဘဝဟာတန်မိုးမဲ့သွားပြီခံစားတတ်ကြတယ်။ဘာမှလုပ်လို့မရဘူးဆိုပြီးတော့စိတ်လျှော့တတ်ကြတယ်။ဒီလိုဘဝမျိုးရောက်လာတာငါးကြောင့်မှမဟုတ်တာမတတ်နိုင်ဘူးလို့စဉ်းစားတယ်။ဟုတ်ပါတယ်သူတို့ကြောင့်မဟုတ်ဘူး။ဒါပေမဲ့သူတို့မှာတာဝန်ကတော့ရှိနေသေးပဲ။ကျွန်တော်ငငယ်ကကောလိပ်ကျောင်းမှာတော့ငါပေါ့ကာဖေးဆော့တာအယိုးမှုဖြစ်သေးတယ်။ပတ်စံတွေပါနေနိုင်တယ်တစ်နှစ်ကိုအသေးအတန်ဆော့လိုက်သေးတယ်။ဒါပေမဲ့ဒေါ်လာထောင်နဲ့ချီအရှုံးအနိုင်တွေကိုကျွန်တော်မခံနိုင်တော့လို့ရက်လိုက်တာရေရှည်ပတ်စံရှာလို့ကောင်းတဲ့အလုပ်လည်းမဟုတ်ဘူးလေပိုကာစောတဲ့အချိန်တုန်းကအတွေ့အကြုံတွေကကျွန်တော်ကိုအမြင်သစ်တွေပေးသွားတယ်ပိုကာဖဲကစားနေရဲ့တကယ်အသက်ကကန်တရားမဟုတ်ဘူးနည်းနည်းတော့ကန်ကောင်းမှုလိုတာပေါ့ဒါပေမဲ့ပွဲရှည်လာပြီဆိုရင်ကန်တရားကတိတ်အရင်မပါတော့ဘူးရဲ့ဖဲမကောင်းတဲ့သူကလည်းဖဲကောင်းတဲ့သူကိုနိုင်အောင်ဆော့လို့ရတယ်ကန်ကောင်းတဲ့သူကတော့နိုင်ဖို့ပိုများတာပေါ့ဒါပေမဲ့နောက်ဆုံးတော့တကယ်နိုင်သွားတဲ့သူကဘာတူလဲခေါ်မလားလိုက်မလားပြေးမလားပတ်စံထတ်တိုးမလားဖျဲချောင်မလားစသဖြင့်ဆုံးဖြတ်ချက်အမှန်တွေဇက်တိုက်ချသွားလူတွေမဟုတ်လားဘဝကိုလည်းကျွန်တော်ဒီလိုပဲမြင်နေကျွန်တော်တို့လက်ထဲမှာတော့ဖဲချက်တွေကပါလာပြီးသားတချို့လူတွေကပို့ပြီးဖဲကောင်းချင်ကောင်းမယ်တချို့သူတွေကမကောင်းတဲ့ဖဲတွေကြီးကြချင်ကြမယ်တကယ်ကစားပွဲဆိုတာဒီဖဲချက်တွေကိုဘလို့သုံးမလဲဘလို့စွန်းစွန်းဆဆကစားပွဲတွေသုံးမလဲဆိုတာအမှပဲမတည်တယ်မဟုတ်လားအကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချနိုင်တဲ့သူတွေသာနောက်ဆုံးမှတကယ်နိုင်သွားသူတွေဖြစ်လာတယ်သူတို့ဟာဖဲအကောင်းဆုံးသူတွေတော့ဖြစ်ချင်မှဖြစ်မယ်မွေးရပါစိတ်ပိုင်းဆိုင်ရာဝေဒနာကိုယ်ခန္ဓာပိုင်းဆိုင်ရာယောဂပါလာသူတွေရှိတယ်သူတို့ဟာဖဲမကောင်းတဲ့သူတွေလို့ပေါ့မကောင်းတာသူတို့ပြတ်မောက်ပါဘူးအရက်ဘူးလို့ရေးစားမရဘူးထင်တဲ့သူလို့တပြားတိုက်ခံရတဲ့သူလိုပါပဲဒါပေမဲ့တာဝန်ကတော့ရှိသေးပါဒီအားနည်းချက်တွေကြားမှာဘလို့ဆက်ကစားမလဲဆိုတာငယ်ဘဝတခြားအခြေအနေဆိုးတဲ့သူတွေရှိတယ်အနိုင်ကျင့်ခံရတဲ့သူတွေလည်းရှိတယ်စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာစီးပွားရေးဆိုင်ရာနေရာတကာမှာမတရားလုပ်ခံရတဲ့သူတွေလည်းရှိတာပဲဒါပေမဲ့ဒီအခက်အခဲတွေကြားထဲမှာဆက်ပြီးရှေ့ဆက်ဖို့ကသူတို့မှာတာဝန်ရှိတော့မယ်ရိုးရိုးသားသားပဲပြောကြပါစို့စောစောကပြောတဲ့စိတ်ကျမ်းမာရေးမကောင်းတဲ့သူတွေစိတ်ကြယောဂရှိတဲ့သူတွေကိုတက်တည်ခြင်းတဲ့သူတွေချစ်သူကိုဆုံးရှုံးဘူးသူတွေမိသားစုနဲ့ခွဲရတဲ့သူတွေကျမ်းမာရေးမကောင်းတဲ့သူတွေမတော်တဆဖြစ်ဘူးတဲ့သူတွေစိတ်တက်ကြနေတဲ့သူတွေဒူဒူတွေအားလုံးကိုအခန်းတစ်ခန်းထဲမှာစုဖို့ခေါ်မယ်ဆိုရင်ရှိသမျှလူတွေအကုန်ခေါ်ထားမှပဲရမယ်ဘဝကိုဖျက်ဆီးနေတဲ့သူတိုင်းအမာရွတ်တော့ရှိကြတာပဲမဟုတ်လားတချို့သူတွေရဲ့ဒုက္ခကပူကြီးတာတော့အမှန်ပါပဲအစိုးဆုံးအခြေအနေတွေနဲ့ကြုံရတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ဘလို့ပဲစိတ်မကောင်းဖြစ်ဘလောက်ပဲကြောက်ဖို့ကောင်းကောင်းဘလောက်ပဲလက်မခံခြင်းမဲ့အမှန်တရားကတော့မပြောင်းလဲပါတူးတယောက်ချင်းစီမှာတာဝန်ဆိုတဲ့ဒီညီများခြင်းကအကျုံးဝင်သေးပါပဲဒုက္ခတဲ့ယောဂတာဝန်နဲ့အပြစ်ဆိုတာနားမလည်မှုကြောင့်တချို့လူတွေဟာသူများကိုအပြစ်ပုံချတတ်တဲ့စိတ်တွေပိုများလာတယ်တာဝန်ယူမှုဆိုတဲ့အရာကိုလူများကောင်းပေါ်ပြစ်တင်လိုက်ရတာကိုအရသာတွေးသူတွေလည်းရှိတယ်ကိုမှန်တယ်လို့ခံစားရတာကိုအင်တာနက်နဲ့ဆိုရှယ်မီဒီယာကြောင့်အပြစ်ပုံချခံရတာအင်မတန်လွယ်လာတာတော့အမှန်ပဲအသေးဆုံးသောပစ္စည်းကွေးပြဿနာတွေကအစအဖွဲ့အစည်းတစ်ခုခုပေါ်လူတစ်ယောက်
ရောက်အပေါ်ကိုအပြစ်ပုံချရတာကိုနှစ်သက်ဆွဲလန်းလာကြတယ်ဒီလိုလုံးမမိုက်တယ်ဆိုပြီးထင်လာတာတွေတော့ရှိသည်မတရားမှုဟိတ်ဆိုပြီးလူပုံအလဲမှာငိုချင်းချမှလူအများဂရုစိုက်မှုကျင်နာတနာမှုရတယ်ဆိုပြီးထင်လာကြတယ်ထာဝရဒုက္ခသည်ကြီးတွေဖြစ်လေလေလူဂရုစိုက်ခံရလေလေဆိုပြီးထင်တဲ့သူတွေရှိလာတယ်ဒုက္ခသည်ယောဂဟာအထက်မှာရောအောက်မှာပါကူးဆက်နေပြီးစင်ရဲမရွေချမ်းသာမရွေအကုန်အပြားတက်နေကြပြီကျွန်တော်ထင်တယ်ဒီခေတ်ကာလမှာလူတပိုင်းမှာရှာရှာပပပဲဘယ်အလွာကိုကြည့်ကြည့်ငါတို့ဒီသားဒုက္ခသည်သားဆိုပြီးဝိုင်းအော်နေကြတာဒီလိုပြောနေကြတာကိုသဘောတွေ့နေကြတာဒုက္ခသည်ယောဂရဲ့တကယ်ပြဿနာအစစ်ကဘာလဲဆိုတော့အမှန်တကယ်ဒုက္ခခံနေရတဲ့သူတွေကိုမြင်ဖို့ခက်လာတာပဲလူတိုင်းကဒုက္ခသည်တွေဘာဆိုပြီးဝိုင်းအော်လေးလေးတကယ်ဒုက္ခရောက်နေတဲ့သူတွေမင်းမိန်သွားလိလိပဲမဟုတ်ပါလားဒီယောဂဟာကြာလာတော့ဆွဲသွားရောငါမှန်တယ်ငါ့ကိုဝိုင်းနိုင်ကျင်နေတဲ့သူတွေသာမှားတယ်ဆိုတဲ့စိတ်ကကြာတော့တာယာမှုတစ်ခုဖြစ်လာတယ်ဒါမတရားဘူးငါပြောသလိုလုံးမတရားမယ်ဆိုတဲ့စိတ်ကြီးဝင်မှုကိုကြိုက်လာတယ်ဘေးမှာဝိုင်းပုတ်သူတွေကလည်းအများသားဒါပေမဲ့ဒီမိုကရေစီဆိုတဲ့အရာလွတ်လပ်မှုဆိုတဲ့အရာကိုလိုချင်ရင်ကို့မှာအမြင်မတူတဲ့သူတွေကိုလည်းလိုချင်မှရမယ်မဟုတ်လားတော်တော်များများကတာကိုမေ့သွားကြပြီကျွန်တော်တို့ရဲ့စစ်ပွဲတွေကိုတည်တည်ချရွေးဖို့လိုတယ်ရန်သူကိုလည်းနားလည်အောင်စူးစမ်းရအောင်မယ်ကိုနဲ့သဘောထားချက်မတိုက်ဆိုင်တဲ့သူတိုင်းကိုဝလုံးနဲ့ပတ်ရင်းနေလို့မဖြစ်ဘူးဆိုရှယ်မီဒီယာကိုလည်းချင့်ယုံမှရမယ်ယူသားမှုဝင်လင်းမှုစဉ်းစားဆင်ခြင်မှုဆိုတဲ့တန်မိုးတွေကိုပိုးပြီးအလေးထားဖို့လိုတယ်အမြဲမှန်ခြင်းစိတ်လက်စားချိန်မှုအတနာခံလိုမှုဆိုတဲ့တန်မိုးအမားတွေကိုထိမ့်မှုလိုအပ်တယ်စုညံပွက်လောရိုက်တဲ့ဒီနေ့ပတ်ဝန်းကျင်မှာတန်မိုးအမှန်တွေကိုရှာရတာကောက်ရိုးပုံနဲ့ရောက်နေသလိုဖြစ်နေတယ်အရှုံးပေးလို့တော့မဖြစ်ပြန်ဘူးတည်ငြိမ်တဲ့လူပတ်ဝန်းကျင်ကိုတိစောက်ဖို့တာဝန်ယူစိတ်ကိုမွေးပြီးအပြစ်တင်ခြင်းစိတ်ကိုလျှော့မှဖြစ်မယ်နီးမရှိပါကျွန်တော်ကိုလွှဲရမေးတယ်ဟုတ်ပြီဒါမဲ့ဘယ်လိုလုပ်ရမလဲကျွန်တော်ကျမတံမိုးထားတဲ့အရာတွေကအမားတွေဆိုတာကိုလက်ခံတယ်ကိုအခွင့်ထူးခံခြင်းကြီးဖြစ်နေတာလည်းသိတယ်ဒါကိုဘယ်လိုပြောင်းရမှာလဲ Star Wars တွေကယူတာပြောသလိုပဲလှုပ်ချင်လို့မလှုပ်ချင်နေစူးစမ်းနေုံနဲ့တော့မထူးဘူးနေ့တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းဘာတွေကိုဂရုစိုက်ရမလဲဆိုတာကိုရွေးနေရတယ်မဟုတ်လားပြောင်းလဲခြင်းရင်တခြားတစ်ခုကိုဂရုစိုက်လိုက်ပါရှင်းပါတယ်လွယ်တော့မလွယ်ဘူးဘာလို့မလွယ်တာလဲပြောင်းလဲကာစမှာတော့ကိုစိတ်အားငယ်မယ်ရှက်မယ်ကြောက်မယ်အပေါင်းအသင်းတွေကိုစိတ်ဆိုးခြင်းစိတ်ဆိုးမယ်အယူလိုကြည့်ခြင်းကြည့်မယ်ကိုဂရုစိုက်တာတွေပြောင်းပြီဆိုတာနဲ့ဘေးထွက်ဆိုးကြိုးကတော့လာမှာပဲရှင်းပါတယ်အရန်ခတ်တာပဲရှိတယ်ဘေးထွက်ဆိုးကြိုးတချို့ကိုကြည့်ရအောင်ပထမတစ်ချက်ကဇဝေဇဝါဖြစ်လာတာပဲငါတကယ်ဒါကိုဆက်မလုပ်ရတော့ဘူးလားဟုတ်ကောဟုတ်ရဲ့လားငါအမြဲတမ်းအဖက်လောက်လာတဲ့အရာတစ်ခုကိုလက်လွတ်ဖို့ဆိုတာဘယ်လွယ်ပါမလဲစမ်းတဝါဝါရဲ့အမားမှန်လည်းသိမှာမဟုတ်ဘူးဒါမဲ့ဒါစိုးရင်စရာမဟုတ်ဘူးဖြစ်မှာပဲနောက်တစ်ခုကကိုအရှုံးသမားလို့မြင်မယ်ကိုတက်တက်လုံးမှာဘဝကိုဒီပေတံအဟောင်းနဲ့ပဲတိုင်းခဲ့တာမဟုတ်လားအခုမှနောက်အသစ်တစ်ခုနဲ့ပြောင်းတိုင်းတော့အရင်လိုအထင်ကြီးစိတ်တွေဘဝင်မြင့်စိတ်တွေရှိချင်မှရှိတော့မယ်ငါအသုံးမကျဘူးလို့ထင်ချင်ထင်လာမယ်ဒါလဲပုံမှန်ပဲခင်ရတော့ခတ်တာပေါ့ငင်းပယ်မှုတွေကိုလေတေချာပေါက်တွေ့တော့မယ်ကိုပတ်သက်ခဲ့သမျှတွေဟာအရင်ကခံယူချက်တွေကြောင့်ပတ်သက်ခဲ့ဖို့တာညားတယ်ဒါတွေကိုပြောင်းလဲပြစ်လိုက်ရင်ပတ်သက်ကြောင်းတွေလည်းအကုန်ထိခိုက်မှာပဲလေပညာသင်တာကိုပါတီသွားတာထက်ပိုတန်မိုးထားတတ်လာရင်အိမ်တော်မှုဘဝကိုရေးစားထဲလဲတွဲတာထက်ပိုတန်မိုးထားတတ်လာရင်အလုပ်ကိုပတ်စံထက်ပိုတန်မိုးထားတတ်လာရင်ပတ်သက်ခဲ့သမျှတွေကပြောင်းလဲသွားတဲ့ကိုကိုဝိုင်းပြီးကန်ထုတ်ကြတော့မှာဒါလည်းအထိနာမယ်တန်မိုးထားတဲ့အရာတွေကိုအသစ်တဖန်ရွေးချယ်ပြီးဆိုရင်အနာကိုအရက်ပြန်နဲ့လောင်းသလိုပဲဖြစ်မှာကိုခွန်အားကိုစွမ်းအင်ကိုအချိန်တွေကိုသုံးမှုတန်နဲ့တန်ဖိုးအသစ်တွေကိုရွေးရမယ်ဒီလိုရွေးနေရင်နဲ့အတားအဆီးတွေဖျားယောင်းသွေးဆောင်မှုတွေထပ်ထွေးရအောင်မယ်မတိကျမှုတွေဝေဝါးမှုတွေအပြေးနဲ့ဆက်လျှောက်ရမယ်ဒါပေမဲ့ဒါဟာကောင်းတော်လန်းဖြစ်တယ်